ဒီနေ့လေ့ကျင့်ပြင်ဆင်မှုကတော့ကျွန်တော်မနေ့ပြန်မှာဟောပါတော့ခြေစမ်းပွဲကစားစရာရှိတဲ့အတွက်ကျွန်တော်ဒီနေ့မှာတော့ဆက်ပလေးနဲ့ပေါ့ပါလေးလုပ်တဲ့နေ့ပေါ့ဒီနေ့ကတော့ဟုတ်လေ့ကျင့်ခန်းကတော့အခုဆိုနော်တို့ဒီဂျပန် join training ပြီးတော့ပေါ့နော်ဒီ ISP နဲ့ join နဲ့လေ့ကျင့်မှုတွေလည်းစလုပ်တဲ့ပုံဒါတော့အဓိကအခုကတော့ဆရာမစန်းသိန်းကလည်း pro license အတွက်သူကလည်း license ဖြည့်နေရတယ်ပေါ့နော်အဲကြောင့်မှဒီဂျပန်နည်းပြကူပြီးတော့သူဒီဂျပန်ဘွဲ့အတွက်ပေါ့နော်နော်တို့ဟိုသူက train ပေးရပေါ့နော်အဲကြောင့်အခုလုပ်တဲ့ training တွေဂျပန်အတွက်ဖြစ်ပါရဲ့လို့ဟုတ်အဓိကတော့ဒီမှာမစန်းသိန်းကလည်း pro license သွားတက်နေရဆိုတော့ဒီကြံရှိနေတဲ့ဒီ training ချိန်လေးတွေမှာဒီပေါ့ဂျပန်ဒီဆက်ခွန်နီးပြသူကလာပြီးကူညီပေးနေတာပေါ့နော်သူကတော့အဓိကပြင်ဆင်ပေးတာကတော့ဒီကျွန်တော်တို့ဂျပန်အသင်းနဲ့ဂျပန်ကလပ်အသင်းနဲ့ပြိုင်မဲ့ပွဲအတွက်ကိုပြင်ဆင်ပေးနေတာပါဟုတ်ပြိုင်မဲ့အသင်းတွေကတော့တကယ် strong အသင်းတွေကြီးပဲတအုပ်စုတွေလာကြနေဖြစ်တဲ့ခက်တော့ခက်ခဲမှာပေါ့ပထမဆုံးပွဲကတော့တောင်ကိုရီးယားနဲ့ယင်တွေ့မှာပေါ့ဒုတိယပွဲကတော့ဂျပန်ပြီးရင်မြောက်ကိုရီးယားပေါ့နောက်ဆုံးပွဲ၃သင်းတော့တကယ်အင်အားတောက်တဲ့အသင်းဖြစ်တာဖြစ်တပွဲချင်းစီကိုပဲအကောင်းဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်သွားမှာပါဟုတ်အခုဆိုနော်တို့မြို့သမီးတင်းပို့ပြီးတော့စိတ်ဝင်စားလာကြရပေါ့နော်အဲကြောင့်နော်တို့ဝမ်းသာတယ်သူတို့နော်အားပေးရစိတ်မပြတ်အောင်နော်တို့ဘက်လက်တတ်နိုင်ဆုံးစူးစမ်းသွားမယ်လို့ဟုတ်ဒီလိုပြိသက်တွေဒီထက်ပို့ပြီးတော့အားပေးလာတယ်ဆိုတော့ဒါplayer တွေရဲ့စူးစမ်းအားထုတ်မှုလည်းပါတာပေါ့နော်သူတို့လည်းအကောင်းဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်နဲ့ပြိုင်ပွဲတွေမှာလည်းအထိုက်လျောက်အောင်မြင်မှုတွေရတယ်အဲ့အတွက်ပြိသက်ကလည်းသူတို့ပို့ပြီးတော့အားပေးလာတယ်ပေါ့နော်အဲ့တော့ပြိသက်နဲ့သူတို့မှာကသူတို့လည်းစူးစမ်းအားထုတ်မှုပြိသက်တွေအားပေးလာတာဖြစ်တဲ့အတွက်သူတို့လည်းစူးစမ်းအားထုတ်မှုကဒီထက်ပို့ပြီးတော့လုပ်ပြရမယ်ဆိုတဲ့ခံယူချက်တွေပေါ့နော်ပို့ပြီးကောင်းလာတယ်ပြိသက်ကလည်းပို့ပြီးတော့အားပေးလာတယ်ဆိုတော့ဒါကကျွန်တော်တို့အမျိုးသမီးဘောလုံးသမားတွေအတွက်ပို့ပြီးတော့ထပ်ပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်အောင်ပေါ့နော်ဒါနှစ်ဦးနှစ်ဖက်အကောင်းဆုံးအခြေအနေလို့တော့ကျွန်တော်မြင်ပါတယ်ဗျဟုတ်နော်ရဲ့အဘွက်လာကြည့်ရပါတော့လာကြည့်ရဘာဖြစ်ဒီလိုကစားခွင့်ဆိုတာချန်ပီယံဒီလိတွေမှာချန်ပီယံဖြစ်မှာကစားခွင့်ရမယ်ဆိုတော့နော်ကြီးတွေ့တာပေါ့နော်နော်တို့အရာဝတီချန်ပီယံဖြစ်ဒီလိုလေးဖြစ်ရင်ဒီလိုလေးကစားခြင်းတယ်ပေါ့နော်အဲ့လိုလေးကစားခြင်းတယ်ပေါ့အခုနော်ကြီးဒီတိုင်း ISP ကကန်းလာတဲ့ပုံမှာလည်းနော်ကြီးဂုံယူပြီးတော့ပေါ့နော်ဘာဖြစ်အခုကစားမပြိုင်မဲ့၃သင်းဆိုလည်းတကယ်ဆရာကြီးတွေပဲဆိုတော့နော်ကြီးဒီပုံမှာဝမ်းသာပါတယ်လို့မိထက်လူပြန်လာလို့ရှိရင်တော့ပိုကောင်းတာပေါ့ဘာဖြစ်သူလည်းလာကစားခြင်းနေမှာပါသူစိတ်ထဲမှာလည်းဘာဖြစ်ရှေ့ပြီးခဲ့တဲ့ပွဲမှာလည်းသူဂိုးတွေသွင်းခဲ့တယ်အသင်းတွေအကောင်းဆုံးကြိုးစားခဲ့တာဖြစ်တဲ့အတွက်သူလည်းလာဆော့ခြင်းမှာပါဖင်းတို့ဘက်ကလည်းသူလာဆော့သူအချိန်သာရမယ်ဆိုလို့ရှိရင်လာဆော့စေခြင်းပါတယ်ဟုတ်ပြောသလိုပါပဲပါလာခဲ့ဆိုတော့ player တယောက်ကတော့အသင်းအနေနဲ့ရွေးချယ်ခင်တော့player တိုင်းတော့ကစားချင်ကြတာပေါ့နော်သူဆိုလဲတကယ်ကိုဒီပထမအဆင့်မှာတော့လည်းသူပါဝင်ခဲ့တယ်ဒုတိယအဆင့်မှာလည်းသူပါဝင်ချင်ပါပဲပေါ့နော်ဒါပေမဲ့သူလည်းဟိုဘက်မှာကြောင်းခက်ခဲနဲ့သူကြောင်းရှိတဲ့အတွက်ဒီဘက်နဲ့ဒီလိုမျိုးမရတာပဲဖြစ်မှာပါဟုတ်အဲ့တော့ဘာပဲဖြစ်ဘောလုံးသမားပဲဖြစ်ဘယ်အသင်းမှာပဲကန်လန်ကစားချင်ကြမှာပါဟုတ်စိတ်ခံစားချက်မှုကစိတ်ခံစားချက်ကတော့ကျွန်တော်ဒါပထမအဆင့်မှာကနေကပေါ့နော်ဒီနောက်တစ်ဆင့်ကိုတက်နိုင်ဖို့ရေးကိုအကုန်လုံးစူးစမ်းပန်းစားတဲ့ player တွေရော official တွေရောတာဝန်ရှိလူကြီးတွေရောပေါ့နော်အကုန်လုံးစူးစမ်းခဲ့တာဖြစ်တဲ့အတွက်တကယ်လည်းကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တယ်ပထမခြေစစ်ပွဲလည်းအောင်ခဲ့တယ်ပထမပေါ့နော်အဆင့်မှာလည်းအောင်ခဲ့ပြီးတော့အခုဒီဒုတိယအဆင့်မှာလည်းကျွန်တော်တို့ဘယ်လိုပဲကျွန်တော်အင်အားကြီးတဲ့အသင်းတွေပဲဖြစ်ကျွန်တော်မှရှိတယ်အင်အားနဲ့ပေါ့နော်လောက်ထားတဲ့အင်အားနဲ့ကျွန်တော်တို့စူးစမ်းမှုတွေနဲ့အတက်နိုင်ဆုံးကျွန်တော်တို့အကောင်းဆုံးရှင်းပြိုင်ပြီးတော့နောက်တစ်ဆင့်ကိုထပ်သွားနိုင်ဖို့လဲကျွန်တော်တို့ထပ်စူးစမ်းမယ်ထပ်ပြီးတော့ရုန်းကန်မယ်ပေါ့ဟုတ်အခုဒီပြိုင်ပွဲပေါ့နော်နော်9ရက်နေ့ဆိုရင်စပြီပေါ့နော်အဲကြောင့်ဒီပြိုင်ပွဲကို9နာရီတပွဲ3နာရီတပွဲပေါ့နော်9နာရီ2ပွဲပါတယ်ပေါ့နော်အဲပွဲကိုနော်ကြီးတော့ကိုနေတီလာရောက်ပြီးတော့အားပေးစေခြင်းနဲ့မအားမလက်လို့မလာနိုင်ရင်လည်းစကိုင်းနဲ့ကနေလွှင့်မှာပေါ့နော်အဲကြောင့်စကိုင်းနဲ့ကနေလည်းကြည့်ရှုလို့ရပါတယ်လို့နော်ဖိတ်ခေါ်ပါဟုတ်ပြိုင်ပွဲကတော့အခုနောက်လာ9ရက်နေ့ရယ်12ရက်နေ့ရယ်15ရက်နေ့ရယ်ပေါ့နော်ကိုနေတီလာရောက်အားပေးပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းဒီပြိုင်ပွဲမှာပေါ့နော်အကောင်းဆုံးစူးစမ်းပြီးရှင်ပြိုင်သွားပါမယ်လို့ပြည်သက်တွေလည်းလာရောက်အားပေးဖို့လည်းတသိန်းလုံးကိုစားကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျအခုပေါ့နော်ပြည်သက်တွေကပေါ့နော်နော်ကြီးတို့သူဦးချင်းရောအတင်းလိုက်ရောအသေးဦးဆိုအမျိုးသမီးပဲအတင်းမဖြစ်ပေါ့နော်အကုန်လုံးလိုက်ပြီးတော့သူတို့တွေစောင့်ကြည့်ပြီးအားပေးလာကြပါဒီပုံမှာတော့အကုန်လုံးကတော့ကိုယ့်ချစ်ပေးရတော့အကုန်လုံးဝမ်းသာတာပေါ့နော်အဲကြောင့်ပြည်သက်တွေလည်းကျေးဇူးတင်ပါတယ်လို့သူတို့ပဲတော့ဘယ်လိုတာဝန်ကျပေါ့နော်နောက်တစ်ဖက်ကလည်းတာဝန်ကျအောင်နောက်တို့အဆုံးကုန်လုပ်သွားမှာပါလို့လာမယ့်ပြိုင်ပွဲမှာလည်းအကောင်းဆုံးကြိုးစားသွားပါမယ်ပြီးအနီးစပ်ဆုံးစီကိန်းပြိုင်ပွဲလည်းရှိရပြီစီကိန်းပြိုင်ပွဲမှာလည်းအကောင်းဆုံးကြိုးစားသွားပါမယ်ပြောချင်တယ်ဟုတ်အားပေးနေတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်တို့ဆိုပြိုင်ပွဲဆိုရင်ဒီ9ရက်နေ့ဆိုစတင်ပြီပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့ကိုယ်နဲ့ထိကိုယ်တိုင်ကိုကြလာရောက်အားပေးဖို့ဖိတ်ခေါ်တာပေါ့နော်ဒါပေမဲ့လည်းလာရောက်ပြီးတော့မအားပေးနိုင်တဲ့ပြည်သက်တွေအတွက်လည်းဒီလို Sky နဲ့channel ကနေပြီးတော့လွှတ်ပေးမှဖြစ်တဲ့အတွက်အဲ့ရနေပြီးစောင့်ကြည့်ပြီးတော့အားပေးဖို့လည်းကျွန်တော်က
မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာဟုတ် ကိုရဲ့နေ့ပြိုင်ပွဲစမှာပေါ့နော်နော်ပြိုင်ပွဲစမှာဖြစ်တဲ့အတွက်အခုနော်ကြီးရှေ့မှာလည်းပြောခဲ့သလိုပဲကွင်းထဲကိုလာမရောက်နိုင်တဲ့ပရိသတ်တွေပေါ့နော်ဒီ Skynet Sport ကလည်းလွှင့်မယ် Skynet ရဲ့ application ကလည်းလွှင့်မှာဆိုတော့အဲ့ကနေပြီးတော့နော်ကြည့်လို့ရတယ်ပေါ့နော်နော်ကြီးတို့အားပေးလို့ရပါတယ်လို့ဟုတ်9နာရီစမှာပါလို့ကိုရဲ့နေ့ 9ရက်နေ့က9နာရီပေါ့နော်12ရက်နေ့က3နာရီ15ရက်နေ့က9နာရီ